1 ဘလို့တို့ဒီကောင်းကိုတီးကြမလို့ထင်ပါတယ်ဒီကောရက်မြည်ပြီးတော့အလုံးကြောက်ဖို့ကောင်းတယ်ဟော်ရာကောင်းဖြစ်တယ်1ရှိတယ် Minecraft ကပိုင်းမှာကျွန်တော် survive လုပ်သွားမှာဖြစ်ပါတယ်โอเค survive လုပ်နေမလားဗီဒီယိုကိုဆိုရီယူဖို့ထူပိတ်ကုန်ပါတယ်ဗီဒီယိုလေးမစခင်နဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နဲ့ကူညီပေးဖို့ထူတောက်ဆိုချင်ပါတယ်โอเคဗီဒီယိုစကြ let's go โอเคကျွန်တော်လာပြောစပေါ်တဲ့နေရာတော့ဘယ်လိုပူအိုက်တဲ့နေရာကြီးမို့ဟိုမှာအိုင်ယုံမလားဟုတ်တယ်အိုင်ယုံနေโอเคခဏနေကြာလာမိုင်းမယ်โอเคအခုမှကျွန်တော် Minecraft server အပင်ခေါင်းမယ်โอเคတိတ်ဖိခေါက်တော့ဆိုရှင်ကျွန်တော်ရေဆုံးကျွန်တော်တစ်သားတွေကိုချော့ကန်မယ်ပေါ့ဗျာโอเคချော့ကန်ပြီးသွားပြီဒိုးချောင်းလို့မယ်ပြီးတော့ credit တွေမလို့မယ်โอเคပြီးတော့ဆိုရှင် credit ထဲမှာPicket တစ်ခု cram မဟုတ် Picket တစ်ခု cram မယ်โอเคပြီးတော့ကြောက်မိုင်းမယ်โอเคကြောက်တူလို့မိုင်းသွားဆိုရှင်အပေါ်ပြန်တက်မယ်โอเคပြီးတော့ခွင့်တိပဲထဲမှာကျွန်တော် Picket ချောင်း cram မယ်ပြီးတော့ ash တစ်ခု cram မယ်ပြီးရင်ဓာတ်ချောင်း cram မယ်ကွာဓာတ် Fanet တစ်ခု cram မယ်ပြီးဓာတ်ချောင်း cram မယ်โอเคပြီးဆိုရှင်ဒီမှာနွားတကောင်တွေ့တယ်တော့ကြောက်အမှတီးပြီဟာအော်ပြကြသွားပြီတော့ကြောက်လာရေစိုးကျွန်တော်မှားထားမိတယ်ကွာရေစိုးကျွန်တော်ဟိုမှာအယူတွေရှိသေးတယ်အယူမိုင်းမယ်အယူမီးပြီးမိုင်းလို့ပြီးပြီဆိုရှင်ကျွန်တော်ဘေးနားမှာရှိတဲ့အပင်လေးတွေကိုခေါင်းမယ်โอเคအပင်ခေါက်လို့ပြီးပြီဆိုရှင်ကျွန်တော် spawn နေရတောင်းမှာပေါ့ဗျာတောင်းမှာလာ spawn တယ်အဲကြောင့်အောက်ကိုပြန်ဆင်းကြအောင်โอเคအောက်တော့ပြန်ရောက်ပြီโอเคအပေါင်းအောက်မှာကျွန်တော်ပင်လေးတွေခေါက်မယ်ပေါ့ဗျာခေါက်မယ်โอเคနံပါတ်2ဝင်ကြပြီโอเคရပြီကျွန်တော်အိဆောက်ဖို့လိုတဲ့ကျွန်တော်3လေးတွေလိုက်ရှောင်းဟိုမှာ3တွေ့ပြီโอเคရေဆိုးတော့3ပဲညကြရင်လို့အဆုံးအေးရလို့ရတယ်ပေါ့အေးရလို့ဖို့ကျွန်တော်မှမသိဒီမှာတကောင်ရှိသေးတယ်နောက်တစ်ကောင်ဝဲလို့တယ်အဲဆိုရှင်အေးရတစ်ခုလို့ဖို့လေကျွန်တော်မှာဟောင်းမှာ3လားဟုတ်တယ်3တွေ့ပြီနောက်တစ်ကောင်အဲဆိုအေးရလို့ရပြီโอเคအေးရလို့မယ်ဒီမှာအေးရရောမှာအေးရပြီအေးရပြီဆိုရှင်ဒီမှာဝက်လေးတစ်ကောင်ရှိတယ်ရောအမှာဝက်ရောအမှာဟာမသိဘူးကနောက်တစ်ချက်ခေါင်းအောင်မလားရောအမှာသိဒါပါကောင်ဟုတ်တယ်ဒီကောင်လေးဘယ်ဖက်သွားကောင်ဒီဖက်ကောင်းဝင်တယ်ကျွန်တော်ဟုတ်တယ်ဒီဆောက်ကိုကျွန်တော်ကတက်တာမရှိဘူးတက်တာကြီးခောက်သွားမှာဗျာဟာလာ Nether Fortress မဟုတ်တယ်တွားကြည့်မယ်အဲ့မှာဘာပြည့်စည်နေရှိတယ်မသိဘူး Okay chest ထဲမှာကြည့်မယ်ပြည့်စည်ရမဆိုးပါဘူး Okay carrot ဂူ carrot ဒီမှာဂူအမှာဒီမှာအယိုစီတွေဒီမှာ Okay ဒီကောင်လေးအကုန်ယူသွားမယ်ကွာကျွန်တော်အေးဆောက်ဖို့ပြည့်စည်လေးလိုနေတာလေဒီမှာတစ်ပင်လေးတွေခောက်သွားမယ်ပေါ့ဗျာ Okay ဟာတောင်ရမြည်မယ်နော်အဲ့ဒီရဲ့ပေါက်တယ်ဝင်ကြည့်မယ်ကွာဘာရှိမလဲ Okay ဟိုမှာခိုးတွေ့ပြီ Okay ခိုးတွေမိုင်းသွားမယ် Okay ခိုးရမိုင်းပြီးသွားပြီဆိုရှင်ကျွန်တော်ဘယ်ကိုသွားရကောင်းမှမသိဘူးဒီဘက်ကတော့မလာပါဘူးမနေ့ဆိုတော့ Okay ဟာပြူချသွားပြီမှားနေပြီဒီမှာ Okay ဒီပေါ်တက်မယ် Okay Oh shit ဒီနေရာကိုကျွန်တော်သိတယ်အဲ့မှာဖားတွေအများကြီးရှိတယ်ပြူကြပြီတွေ့တုံးနှစ်တုံးဖြစ်ပြီဆောစောနာရေထဲခိုးလိုက်ပြီးနေတာပဲအပေါ်ပြန်တက်မယ် Okay ပုံလိုက်ပြန်ရောက်ပြီဆိုရှင်ကျွန်တော်ဘယ်သွားရကောင်းမလဲဒီဟိုဖက်ပါလို့ Okay အဖက်ဝါကြည့်မယ်နော် Okay ဒီဘက်ပဲဆိုရှင်ဒီဘက်ရောက်ပြီဆိုရှင်ဒီမှာဘာတွေရှိမှမသိဘူး Okay
သွားကြည့်မယ်ဟာညမိုးချို့တော့မယ်ကွာโอเคညမိုးချို့တော့ဒီဖက်မှာဘာမှမရှိဘူးဒါမှန်ပဲโอเคဒီနားမှာဘာမှမရှိဘူးโอเคဘာဖြစ်ဘယ်ဝမ်းလာမှာတော့မဟုတ်ဘူးโอ้ยတပွဲဝမ်းမလာခင်တပါပင်လေးတွေခေါင်းမယ်โอเคညတော့မိုးချို့ဖွင့်နေပြီပေါ့ဗျာဒီမှာဝက်လေးရှိတယ်โอเคဝက်လေးကိုတက်မယ်အစာရအောင်ပေါ့ဗျာမင်းဘာလို့ပြေးတာလဲရော့မင်းမပြေးနဲ့လေကွာရော့ကွာဒီမှာတေးဒီကောင်လေဒီကျွန်တော်မှာစားတွေတိတ်မရှိလို့ကျွန်တော်ဝက်လေးတက်နေတာပေါ့ဗျာလေးတက်ပြီးတာနဲ့တပွဲဝမ်းတကောင်ရောက်လာခဲ့တယ် Oh my god တပွဲဝမ်းဘာဖြစ်တော့ရှုံးသွားပြီလို့ကွာတည်သွားပြီကွာစနေပြန်ဆွဲရအောင်ဒီနာမှာကျွန်တော်ဘာမှမရှိဘူးတပွဲမရှိနားတယ်ဒီအောက်ပြန်ဆင်းမြကွာငါတည်ထားနေရပြန်သွားမယ်တပွဲဝမ်း Oh my god တပွဲဝမ်းဟေ့ကိုလာရဟေ့ရေးငါတပွဲဝမ်းမင်းငါဘာမှမလုပ်ပါဘူးကွာဘာဖြစ်သွားလို့တီဝဲရံပြီတကားတပွဲဝမ်းမို့ပဲ error တက်တာလားကျွန်တော်ရဲ့ပစ္စည်းကိုတစ်ချက်ကြည့်တပွဲဝမ်းမရှိဘဲနဲ့စတိုက်တည်နေတယ်ဘလို့ဖြစ်လို့မော်များ error တက်တာလားစေးစားရခက်နေပြီတပွဲဝမ်းမော်တည်ပြန်ပြီတခါဘာဖြစ်လို့တော့တည်သွားပြီဘာမှမလုပ်ရသေးဘူးလေဘာမှလုပ်လို့မရတော့ဘူးကွာတပွဲဝမ်းမရှိဘဲနဲ့စတိုက်တည်နေတာဘာဖြစ်လို့တော့မော်များပဲ error တက်တာလားဒါမှမဟုတ်ဘာဖြစ်တာလဲတပွဲဝမ်းရှိမိုက်ခရိုကဘာမှကျွန်တော် survive မလုပ်နိုင်ခဲ့ဘူး